ဆရာအဓိကပြောချင်တာအောက်လုံးမပိုင်ရအောင်လုံးမပါနဲ့ရီရအောင်လုံးမပါဘဲနဲ့ရီအောင်လုပ်လို့ရတဲ့အရာတွေအများကြီးရှိတယ်အဲ့တော့အောင်လုံးမပါအောင်ကြိုးစားအောင်လုံးမပါအောင်ကြိုးစားနဲ့အခုကကျွန်တော်တို့တွေလုံးဝအောင်လုံးနဲ့ပတ်သက်ပြီးတော့လုံးဝမပြတ်ကြတော့ဘူးပြက်စရာလဲဟိုပြက်ဖို့အတွက်လည်းမတွေးတတ်တော့ဘူးပေါ့နော်အောင်လုံးနဲ့ပတ်သက်တာမတွေးတတ်တော့ဘူးဒါကတော့ပုံမှန်ပါပဲကျွန်တော်တို့ဒါကနေကြပွဲတွေတပွဲပါပဲဟိုလိုမျိုးတခြားသောအရာတော့မရှိပါဘူးဒီပွဲမှာတော့ထူးခြားခြားဘာတွေပါအောင်လဲဆိုတော့စောင့်ကြည့်ပေါ့နော်ကျွန်တော်တို့ကဘုံ9ဆင်းကမဝင်ရညဆိုရယ်အဲ့တချင်းလေးလဲပါမှာဆိုတော့အဲ့ဒါကြောင့်မို့ဒီနာမည်လေးကိုပေးထားတာဟိုဂုံပြူရင်းနဲ့ပေါ့ဟုတ်အဲ့လိုမျိုးရဲ့လို့တော့မဟုတ်ပါဘူးကျွန်တော်တို့ဒီကပြောမယ်ဆိုလို့ရှိရင်တကယ်တပင်းပညာရှင်တွေကိုကျွန်တော်တို့တမျိုးချင်းစီပေါ့နော်ကျွန်တော်တို့လိုက်ပြီးဂုံပြူတယ်ကျွန်တော်ပြီးခဲ့တဲ့မွေးနေ့တုန်းကဆိုလို့ရှိရင်လည်းအဖေဦးချမ်းသာရဲ့ပြဆက်ကြီးလည်းပါတယ်ပြီးတော့နောက်တို့လေးလေးကျွန်တော်တို့ရဲ့တပင်းပညာရှင်ဦးသိန်းစော်ရဲ့စတဲ့စမင်းစတော်ကြီးလည်းပါတယ်အဲ့လိုမျိုးလေးပေါ့နော်အဲ့လိုတဦးတယောက်ချင်းဆိုကျွန်တော်တို့အဲ့လိုမျိုးလိုက်ပြီးတော့ပေါ့ကိုတီးတက်လောက်ကလေးနဲ့လိုက်ပြီးကွန်ပျူတာရနေပြီးတော့အခုကဒါမဝင်ညဆိုပြီးနာမည်ပေးထားတာပေါ့ဟုတ်ဘုံခုနှစ်စစ်စီမြင်ကမိုးဝင်ရဲ့ညဒါကတော့ဆရာရဲ့ idea ပါပဲဆရာကလည်းပြောမယ်ဆိုလို့ရှိရင်ဆရာ idea ပါတယ်မင်းသားလေးရဲ့လှုပ်ချင်တဲ့စိတ်ကလေးပါတယ်အဲအကြောင်းမျိုးလဲဒီလို idea တစ်စမ်းနေနဲ့ဖြောပြမှုအသက်ဆန်းတွေကိုချပြခြင်းတဲ့ပုံစံမျိုးပြီးတော့နောက်ထပ်ကျွန်တော်တို့ပေးထားတဲ့နာမည်ကလည်းထိမ့်သိမ့်တာထိမ့်ထွင်သိမ့်တာထွင်ထိမ့်သိမ့်တဲ့တပည့်အမွေနှစ်တွေကိုကျွန်တော်တို့ထိမ့်သိမ့်မယ်အဲအကြောင်းဆရာရဲ့ idea ပါသွားတာကျွန်တော်တို့ရဲ့ senior ကြီးတွေမှန်သမျှကတော့ကျွန်တော်တို့လေးစားကြတဲ့တပည့်ပညာရှင်တွေစီကတော့ကျွန်တော်တို့ကဆုံးမသွန်သင်ခြင်းတွေယူတယ်ပြီးတော့နောက်ထပ်ကျွန်တော်တို့လိုချင်တဲ့အရာလေးတွေဆိုရင်တောင်းတယ်ပြီးတော့ကျွန်တော်ထိမ့်သိမ်းရမယ့်အမွေတွေဒါသားတို့ဒါမလုံးရဘူးနော်ဒီလိုနော်ဘယ်လိုပဲချမ်းသာတော့အဲ့လိုမျိုးကတော့ကျွန်တော်တို့ကတပည့်ပညာရှင်ကြီးတိုင်းစီကနေပြီးတော့ကျွန်တော်တို့ယူပါတယ်အဲ့အတွက်ကျွန်တော်တို့ကတော့ဟိုမူမင်းရဲ့လို့တော့မဟုတ်ကျွန်တော်တို့အကုန်လုံးပညာရှင်တွေစီကနေပြီးတော့ယူပါတယ်ဒီပွဲကိုဒီလိုမျိုးကျွန်တော်တို့မိုးဝင်းညလို့နာမည်ပေးထားတော့လေကျွန်တော်တို့ဒီကနေပြီးတော့ဗောနော်လေးမိုးဝင်းတို့ကခဲ့စင်တော့ဘလူးကခဲ့တဲ့ဟာကိုကျွန်တော်တို့ပြန်ကြည့်ရတယ်ပြန်ယူရတယ်ပြန်တင်ယူပြီးတော့ကျွန်တော်တို့အတက်နိုင်တော့ကောင်းအောင်မတူနိုင်ပါဘူးဆိုတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က live မတူပါနိုင်ဘူးပေါ့နော်ပညာရှင်တွေတကယ်ပညာရှင်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့က live မတူပါဒါမတူပါနိုင်တဲ့အတွက်ကျွန်တော်တို့ကမိသေးအောင်လေးကျွန်တော်တို့ live ပြီးစူးစမ်းမှာပါဟုတ်ကဲ့အခုကျွန်တော်တို့နည်းနည်းလေးတော့စဉ်းစားထားတယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုပြောမလဲကျွန်တော်တို့တငယ်ချင်းတွေတိုင်ပင်ထားတယ်ကျွန်တော်ညီကိုတွေတိုင်ပင်ထားတယ်အတက်နိုင်ဆုံးတော့ဒီပေါ့ဥမဝင်းထဲမှာပြတ်ခဲ့တဲ့ပြက်လုံးလေးတွေတချို့တော့ပြက်လုံးလေးတွေကျွန်တော်တို့ကြိုက်တဲ့အရာလေးတွေလည်းဟိုအများကြီးရှိတဲ့အတွက်ကျွန်တော်တို့လိုက်ပြီးတော့အကုန်လုံးအလုံးစုံမဟုတ်ဘူးဆိုရင်တော့မှကျွန်တော်တို့လိုက်ပြီးတော့ပညာယူတဲ့အနေနဲ့ပြတ်မိမယ်လို့တော့တွေးထားပါတယ်အမေဟိုပြတ်မိမယ်မပြတ်မိမယ်တော့ကျွန်တော်တို့ကအလုံးကိုစင်မော်ရောက်သွားရင်ကျွန်တော်တို့ကဇောဆိုတော့လေတစ်ခါတလေကြာရင်ဇောတွေကတ်သွားပြီးတော့တစ်ခါတလေကြာရင်ပြောမယ်ဆိုတဲ့ဟာတွေမိမိသွားတာရှိလို့အဲ့လိုတိုင်းအမှားပန်းတွေမခံရဘူးပြည့်နေဟောပြလုံးတွေအကြောင်းဆရာဆိုဘာကြောင့်မခံရတော့တာလဲဆိုတော့ကျွန်တော်တို့ကအစိုးရတွေကကျွန်တော်ပြောသလိုမျိုးပေါ့နော်ကျွန်တော်တို့ကဟိုလိုမျိုးအာကြီးဆရာအဓိကပြောချင်တာအောက်လုံးမပိုင်ရအောင်လုံးမပါနဲ့ရီရအောင်လုံးမပါဘဲနဲ့ရီအောင်လုပ်လို့ရတဲ့အရာတွေအများကြီးရှိတယ်အဲ့တော့အောင်လုံးမပါအောင်ကြိုးစားအောင်လုံးအပေါအောင်ကြိုးစားနဲ့အခုကကျွန်တော်တို့တွေလုံးဝအောင်လုံးနဲ့ပတ်သက်ပြီးတော့လုံးဝမပြတ်ကြတော့ဘူးပြက်စရာလဲဟိုပြက်ဖို့အတွက်လည်းမတွေးတတ်တော့ဘူးပေါ့နော်အောင်လုံးနဲ့ပတ်သက်တာမတွေးတတ်တော့ဘူးဒါပေမဲ့ပြက်လုံးနဲ့ပတ်သက်လာလို့ရှိရင်ဘယ်လိုမျိုးရီအောင်လုပ်ကြမယ်ငါတို့ဟိုးရင်တော့ဟာတွေငါတို့ဘယ်လိုမျိုးလုပ်ကြမယ်ဆိုတာဟာလေးအခုစေးတုတ်တာလေးတွေရှိလာတယ်ကျွန်တော်တို့ပြန်ပြီးတစ်ဆန်းတာပေါ့ဒါပေမဲ့အရင်တော့ဖရင်တိုင်းဟိုမှာကျွန်တော်တို့ကစေးတုတ်မယ်ပြန်ပြီးတစ်ဆန်းမယ်အဲ့လိုပုံစံမျိုးတွေနဲ့ကျွန်တော်သွားလာဖြစ်တဲ့တော့ဆေးရရဲ့ဆဲချင်းကိုကျွန်တော်မခံရတော့ပါဘူးခြာတော့ခက်ခဲတယ်ဆိုတာတော့ဟိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အကောင်းစေခြင်းတဲ့အရာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘယ်လောက်ထိခက်ခဲကျွန်တော်တို့စူးစမ်းခဲ့တယ်အခုစူးစမ်းမှုကအရာထင်လာတာပေါ့အခုဒီကကျွန်တော်တို့ဒီပွဲပြီးလို့ရှိရင်ကျွန်တော်တောင်မြုပ်
နောက်မျိုးပြီးလို့ရှိရင်တောက်လျှောက်ပဲကျွန်တော်ပွဲစဉ်ကကျွန်တော်မိမိနေလို့ကျွန်တော်အများနဲ့ဖုန်းထဲမှာ list ထည့်ထားတယ်မိမိနေအခုဒါပြီးလို့ရှိရင်တော့တေချာတော့ကျွန်တော်တောင်းပန်သွားမယ်တောက်လျှောက်ကတော့ပွဲရာဒီတောက်လျှောက်မှာအခုဒီအားပြီးတာနဲ့ပွဲစဉ်တွေကတောက်လျှောက်ရှိပါတယ်အဲ့တော့ကျွန်တော်တို့ကိုအမြဲတမ်းအားပေးနေတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အပြုံးလေးကိုလည်းဆက်ပြီးတော့အားပေးကြပါဦးကျွန်တော်တို့တပည့်အမွေနှစ်တွေကိုဆက်လက်ထိန်းသိမ်းရင်းနဲ့အကောင်းတကအကောင်းဆုံးတွေချပြနိုင်မှုအတွက်လည်းစူးစမ်းနေပါတယ်လို့ပြောချင်ကျေးဇူးအများကြီးတင်ပါတယ်